ဖြောင်းထက် marketing မှာအမလာတဲ့အခါကျရင်အမကဓာလေးတွေဝေပြီးကိုရှိပါတယ်ခလေးရှိတဲ့အမတွေရှိမယ်နဲ့တူပါတယ်เนาะအခုအမတို့တော်တော်များများလာကြရလေဒီ E9 လေးခေါ်လို့ရE9 လားခေါ်လို့ရလားဟာလားအများကြီးပဲအခုအမ F3 တွေဗန်ဆောက်လုပ်ပြီးဟာလို့ရှိရင်ခလေးလေးတွေရှိတဲ့အမတွေဆိုလို့ရှိရင်အမဒီဟာလေး mass လေးပါဒါလေးကခလေးတွေအတွက် mass cook pack ဒါသိကြမယ်နဲ့တွေ့ရနော်မြန်မာနိုင်ငံမှာလည်းအရင်နာမည်ကြီးတယ်နော်ဒါလေးကိုအမကဝေပြီးမှဖြစ်ပါတယ်အများကြီးတော့မဟုတ်ဘူးဒါလေးရောအမကလာမယ်ဖြောင်းထက်မှာဒါခလေး mass လေးတွေခလေး mass လေးတွေဖြစ်ပါတယ်ခလေးလေးတွေအတွက်အသုံးပြုလို့ရတယ် mass လေးတွေဖြစ်ပါတယ်3လနဲ့အထက်ဆိုသုံးလို့ရပါပြီဒီ mass လေးတွေကအဲ့ဒါလေးကိုအမကလာမယ်ဖြောင်းထက် marketing မှာ F3 အမတွေပေါ့နော်အကိုတွေဒီခလေးရှိတယ်ပေါ့ခလေးရှိတယ်အိမ်အောင်တဲ့အကိုအမတွေလာရဲဆိုရင်အမစီမှာတောင်းဒီဟာလေးတောင်းယူသွားလို့ရပါတယ်နော်ဒါလေးက marketing အနေနဲ့ဝေပေးရဖြစ်ပါတယ်အခုလောလောဆယ်